ချမ်းနေလားမေမေရှီရဲတိုက်ကိုထွန်းသွားတဲ့လှဲတံတကြွကြွကတိတ်ဆူလွန်းတာပဲမေမေမကြိုက်ဘူးမဟုတ်လားကျွန်တော်ဂီတာလေးမေမေကျိုးလျှော့ထားဖို့ခဲ့သလိုဆူဆူညံ့ညံ့နေမကြိုက်ဘူးမဟုတ်လားမေမေစေးုံပေးရညာမိုးစိပင်လေးမိုးရဲလီတဲ့ပြာရခတ်နေတာထူတော့လဲမေမေကြောက်တတ်တာကျွန်တော်တရိယာမိပြန်ရောတယောက်တည်းမဟုတ်ပါဘူးမေမေရဲ့ညီမလေးလည်းပါတယ်လေချက်ပေါင်းရပလင်းလေးရောင်နှနာကိုင်းလို့အဲ့ဒါထားကလေးဆိုတော့မေမေဆက်တော့ရအောင်လေဒီကောင်မလေးတုံးလို့အားလုံးတာမေမေသိမှာပါပင်လေငါများများနဲ့ချက်တဲ့မောင်ရင်ငါ့ကိုမေမေကြက်တာသူတိတာနဲ့ဒီကောင်မလေးဟာတုံးအလုံးနဲ့မေမေရဲ့ဒါနဲ့ပြောအောင်မေမေနောက်ဆုံးနှာခေါင်းမိုက်တွေဖြုတ်တော့ကကျွန်တော်အချက်ဟာကြီးကြည့်နေတာတခုခုပဲလို့ထင်တော့ထင်မိတာနောက်ပြောင်တက်လုံးနဲ့တားကြည့်ပါမေမေရဲ့ခွင့်လွတ်တက်လုံးနဲ့တားကြည့်ပါမေမေရဲ့ဘယ်ပန်းဖြစ်ဖြစ်ဖျားတင်လိုက်ပါမေမေရဲ့စိတ်ချပါဒီမလေးကြောင့်ကျွန်တော်မငိုပါဘူးချမ်းနေတော့မှာပဲမေမေတော့လေမကြပါဘူးမေမေရဲ့တိတ်နှွေးထွေးတဲ့လွင်မြင်လေးတစ်ခုရဲ့ဦးဖြားဖြားနေအောင်စားပါလေးတလွားရဲ့ကျွန်တော်တို့ပို့လိုက်မယ်နော်ရှိစားစပင်းနှွေးပြေးပြီးတန်ကြီးအထက်ထက်ကလေးမောကတော့မေမေပြုံးနေပုံကအချီးကောင်ကတော့အပြောပဲလောက်ရင်ဒါအလွယ်လွယ်အချော်ချော်လို့မေမေပြောချင်တာမဟုတ်လားဒီတာပေါ့ကို့မွေးရဲ့အမေပဲဒီတာပေါ့စချပါမေမေတစ္ဆာပန်3ဘွဲ့စီမီတော့ပန်3ဘွဲ့မေမေကြိုင်ကန်းကိုမရလဲခတ်တာပန်လေး3ဝင်းဆိုပြည့်စုံတယ်မဟုတ်လားဆူတောင်းတာကတော့ညီမလေးရတော်တယ်လေကျွန်တော်ကမေမေတင်လို့မှမယုံတာဘယ်တက်ပါမလဲခေါင်းဖွားဖွားလေးထူလို့မေမေပြောတတ်တဲ့ဒိဋ္ဌိလေးပေါ့ဒါပေမဲ့ဒီတစ်ခါယုံရမယ်လीနော်မေမေချမ်းနေတော့မှတော့စူရိတ်နေသစိမ်းနေနဲ့တွေ့တဲ့အခါကျွန်တော်သရှင်းဆူကောင်းလာတော့လှည့်လှတာတော့မူလတန်းလောက်ထဲကနောက်ဖို့တက်နေပြီလို့မပြောနဲ့နော်မေမေဒီဟာလူတွေတော့အကောင်ကြီးပြောလို့မယုံလားအဲ့ဒီမှာဆိုရင်ရှေ့ပြနောက်ပြတိတ်တိတဲ့လူတွေကြီးပဲတဲ့တော်တော်ကြာမေမေရှက်စရာကဘာပေါ်မှာမေမေအလှဆုံးဆိုတော့ကျွန်တော်နဲ့ညီမလေးတည်တယ်လို့မေမေတည်ထားတာလေးတိတ်ထိတ်လေးနေကျွန်တော်ကအတော်ဆုံးညီမလေးကကြည်စမီချစ်တဲ့အခါအကောင်းဆုံးဆိုတာတိတ်ထိတ်လေးတာနေချမ်းနေသေးလားမေမေမျက်လုံးလေးမှိတ်တာတိတ်ထိတ်လေးတာနေပြီးရင်ကျွန်တော်တို့ပုံမှန်လွင်ပြီးနှွေးထွေးလေးကိုစောက်တိတ်ထိတ်လေးတာစောက်အမြလို့အတန်ဆူဆူနဲ့ဆိုရင်ညီမလေးအတန်ဆူတာမေမေမမေ့မှာပါကျွန်တော်ကမေမေဂီတလုပ်နေလေးပဲဟောင်းနှွေးပါစေကျွန်တော်မေမေနှွေးပါစေလို့တချင်လေးစပီးပို့မှာပေါ့ချမ်းနေတော့ငါမေမေတန်တဲ့30ရက်9လ2019အင်းစိန်စေရော